နေ့ဗီဒီယိုလေးမှာတော့ဒီလုပ်ငန်းခွင်မှာအရန်ကိုအသုံးတဲ့စကားစုလေးတွေကိုမျှဝေပေးချင်ပါတယ် Are you with me? Let's get started. The first one is opposite numbers. Opposite number. ဒီအဓိပ္ပာယ်ကတော့ဒီစံကျင်ဘက်ကိန်းကဏ္ဍတွေကိုပြောချင်တာမဟုတ်ပါဘူး လုပ်ငန်းခွင်မှာကိုနဲ့ယာတူလက်တူအလုပ်လဲတူတဲ့အလုပ်ဖို့ကံဘက်ကိုပြောခြင်းဖြစ်ပါတယ် သူ့ဥပမာဝါကြလေးကိုကြည့်လိုက်အောင်ပါ Jane is my opposite number in the company. Jane is my opposite number in the company. Jane ကကျွန်တော်ရဲ့ company မှာဆိုလို့ရှိရင်ကျွန်တော်နဲ့ level တူတဲ့ဝန်ထမ်းတစ်ယောက် This is Jane he's my opposite number This is Jane he's my opposite number အဲ့လိုလည်းပြောလို့ရပါတယ် The next one is have good working relationship have good working relationship သူ့ရဲ့ဒီဘက်ကလုပ်ငန်းခွင်မှာကောင်းမွန်တဲ့ဒီဆက်ဆံရေးပေါ့နော်လောကကန်ရတာအဆင်ပြေတဲ့အနေအထားမျိုးရှိတာမျိုးကိုပြောခြင်းဖြစ်ပါတယ် ဥပမာကြလေးကိုကြည့်မယ်ဆိုလို့ရှိရင် I have very good working relationship with my boss. I have very good working relationship with my boss. Jane is my opposite number. We always have good working relationship. Jane is my opposite number. We always have good working relationship. James ကကျွန်တော်ရဲ့ဒီကျွန်တော်နဲ့ယာတူလက်တူဆင်လန်းတူတဲ့လုပ်ဖို့ကံမဲ့တယောက်ဖြစ်တယ်သူနဲ့ကျွန်တော်ကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ပြောခြင်းဖြစ်ပါတယ် And the third one is day to day collaboration day to day collaboration ဒီပူးပေါင်းဆောင်ရွက်မှုတွေကိုပြောခြင်းဖြစ်ပါတယ် Jane is not only my opposite number but also we have lots of day to day collaboration Jane ကငါရဲ့ဒီစင်တန်းတူတဲ့ငါနဲ့ယာတူစင်တန်းတူတဲ့လုပ်ဖို့ကံပဲတယောက်လာမကပဲနဲ့သူနဲ့နေ့စဉ်တူကပူးပေါင်းဆောင်ရွက်မှုတွေလည်းအများကြီးလုပ်ရတယ်လို့ပြောခြင်းဖြစ်ပါတယ် The next one is establish good rapport. Establish good rapport. Establish good rapport. သူ့ရဲ့ဒီဘက်ကကြတော့ဒီအပြန်အလှန်နားလည်မှုတိစောက်ထားနိုင်တာပေါ့နော်ဥပမာဝန်ထမ်းအနေနဲ့တစ်ထင်းနဲ့ဝန်ထမ်းကြားမှာအပြန်အလှန်နားလည်မှုတိစောက်ထားတာမန်နေဂျာနဲ့ဝန်ထမ်းကြားမှာအပြန်အလှန်နားလည်မှုတိစောက်ထားတာမျိုးကိုပြောခြင်းဖြစ်ပါတယ် During my employment, I could establish good rapport with everyone. ကျွန်တော်ဒီတာဝန်ထမ်းဆောင်နေခဲ့တဲ့ကာလမှာဆိုလို့ရှိရင်ဝန်ထမ်းတွေအားလုံးနဲ့အပြန်အလှန်နားလည်မှုတွေတိစောက်ထားနိုင်ခဲ့တယ်လို့ပြောခြင်းဖြစ်ပါတယ် To establish good rapport with the student is a key for the teachers. ကျောင်းသားတွေနဲ့အပြန်အလှန်နားလည်မှုတိစောက်ဖို့ဆိုတာဆရာတွေအတွက်အရန်ကိုအရေးကြီးတယ်လို့ပြောခြင်းဖြစ်ပါတယ် ဒီအလုပ်တစ်ခုကိုဒီမခိုင်းမဲနဲ့ကိုယ်အသိစိတ်နဲ့ကို လုပ်ပြီးတော့ဆုံးဖြတ်ချက်ချတာမျိုးကိုပြောခြင်းဖြစ်ပါတယ် take the initiative ဖြစ်ပါတယ်ဥပမာဝါကြလေးကိုကြည့်လိုက်အောင်ပါ New boss like us to take the initiative တော့ရဲ့တထေးတစ်ကအလုပ်ကိစ္စတိုင်းမှာကိုယ့်ဘာကိုဒီဆုံးဖြတ်ချက်ချတာမျိုးကိုသဘောကျတယ်ပေါ့နော် Micromanagers don't allow the staff to take the initiative Micromanagers don't allow the staff to take the initiative ဒီသေးစိတ်စီမံခန့်ခွဲတဲ့ manager တွေဟာဆိုလို့ရှိရင်ဝန်ထမ်းတွေကိုကိုယ်ပိုင်ဆုံးဖြတ်ချက်ချခိုင်းတာကိုယ့်ဘာသာကိုလုပ်ခိုင်းတာမျိုးကိုခွင့်မပြုဘူးလို့ပြောခြင်းဖြစ်ပါတယ် And the next one is do a job share do a job share is agreement that two people share the same job သူ့ရဲ့ဒီဘယ်လေးကကြတော့လုပ်ငန်းလုပ်တစ်ခုကိုနှစ်ယောက်မျှပြီးတော့လုပ်တာမျိုးကိုပြောခြင်းဖြစ်ပါတယ် James and I always do a job share when we have heavy workload to meet a deadline အလုပ်တွေရမ်းများတဲ့ခါတိုင်းမှာဒီအလုပ်တွေကိုသတ်မှတ်တဲ့အချိန်တွေမှာပြီးမြောက်ဖို့အတွက် Jane နဲ့ကျွန်တော်ကအမြဲတမ်းဒီအလုပ်တွေကိုခွဲဝေပြီးတော့လုပ်လို့ရှိတယ်လို့ပြောခြင်းဖြစ်ပါတယ် Okay, that's it for today. Thank you so much for watching. For more English videos, don't forget to follow my page. Bye for now.